ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒါအခုလက်ရှိဘဲစားမြက်ပေါ့နော်ဘဲစားမြက်ကဒီကံပေါင်ရိုးမှာစိုက်ချတာပေါ့ဘဲစားမြက်တော်တော်စိမ့်လှနေအောင်လဲဆိုအရန်လှနေအောင်လဲဆိုအရန်လှတယ်ပေါ့နော်ဒါဟိုဘက်ချမ်းမှာတော့ရွက်ချွန်းပါညာစိုက်တာပေါ့နော်ဟိုမှာဘဲစားမြက်ခွာနေပါတယ်ဘဲစားမြက်10ကျင်းခွာနေပါတယ်ပြင်ဦးလွင်တင်ပို့ဖို့ပေါ့နော်ဘဲစားမြက်10ကျင်းခွာနေပါတယ်ဘဲစားမြက်မြေစီလေးကျွေးရတော့စိမ့်တက်ပြီးလှနေဒါရောင်းမြက်အနေထားပေါ့နော်ရောင်းမြက်အနေထားပေါင်းလည်းမရှိဘူးပေါ့လုံးဝအတန့်မှာအတန့်ကြိုက်တဲ့သူတွေအတွက်ရမယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ